အားလုံးပဲမင်္ဂလာပါကမ္ဘာအကောင်းဆုံးတိုက်စစ်အတွက်ကိုဖြုတ်ချပြီးတော့မှတတိယနေရာစုကိုရရှိသွားတဲ့အင်္ဂလန်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြချင်တာကတော့အင်္ဂလန်အသင်းတို့ကပြင်သစ်အသင်းကိုအနိုင်ယူပြီးတော့မှတတိယနေရာကိုရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဒါကမ္ဘာဖလားရဲ့ဂုဏ်သိက္ခာကြီးမားတဲ့ကမ္ဘာဖလားရဲ့တတိယနေရာလူပွဲမှာပြင်သစ်နဲ့အင်္ဂလန်တို့တွေ့ခဲ့ကြတယ်ဒီပွဲစဉ်မှာနှစ်ဖက်ပေါင်းသွင်းကို10ဂိုးထိရှိခဲ့ပြီးတော့မှဒါအင်္ဂလန်တို့ပြင်သစ်တွေကို4ဂိုး6ဂိုးနဲ့အနိုင်ယူပြီးတော့မှကမ္ဘာအကောင်ဆုံးတတိယအကောင်ဆုံးအပြင်ကျင်းစိတ်စုကိုရရှိခဲ့ပြီပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ပြောစရာတွေအများကြီးရှိရဲဒီနေ့ပွဲစဉ်မှာဆိုရင်ဒါပြင်သစ်နဲ့အင်္ဂလန်ပထမပိုင်းပွဲစဉ်မှာအင်္ဂလန်က4-0နဲ့ကိုအပြတ်သက်အနိုင်ယူပြီးတော့မှဒါပထမပိုင်းကိုအဆုံးသတ်ခဲ့တာဖြစ်တယ်ဒါပထမပိုင်းမှာဆိုရင်ပွဲစားလို့3မိနစ်လောက်ပဲရှိသေးတဲ့အချိန်မှာ Declan Rice ကအမတန်ကောင်းမွန်လို့နဲ့ဒါဘောကရီအပလက်တီနဲ့အတူဒါပြင်သစ်ဂိုးရဲ့ကိုကန်ခဲ့ပြီးတော့မှဒါပထမဂိုး3မိနစ်မှာပဲရယူပေးခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာ on fire ဖြစ်တာကတော့ဒါကျွန်တော်ရဲ့ငယ်ဦးသီးလေးဘူကာယိုဆာကာပဲဖြစ်ပါတယ်ဘူကာယိုဆာကာဒီပွဲစဉ်မှာ3ဂိုး hat-trick သွင်းယူခဲ့ပြီးတော့မှဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့တဲ့ပြီးတော့သူ့ရဲ့ဘောလုံးကိုလည်းအိမ်ပြန်တတိယလူပွဲရဲ့ဘောလုံးကိုလည်းအိမ်ကိုပြန်တည်သွားနိုင်တယ်ပဲဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ပြောစရာရှိတာတော့ဒါပြင်သစ်ဘက်ကဆိုပြောစရာရှိမယ်ဆိုအမ်ဘာပေပေါ့ဗျာအမ်ဘာပေဟာဒီနေ့ပွဲစဉ်မှာ2ဂိုးသွင်းထားခဲ့ဖြစ်တဲ့ကြောင့်မလို့ဒီကမ္ဘာဖလားပြန်ပွဲတောက်လျှောက်သွားတစ်လျှောက်လုံးမှာဒါအမ်ဘာပေဟာသွင်းကို10ဂိုးတိရှိသွားခဲ့ပြီပဲဖြစ်ပါတယ်သူ့ရဲ့အောက်မှာမက်ဆီ10ဂိုးနဲ့ဒါမက်ဆီကတော့2ဂိုးလို့အလွန်နဲ့တော့ဒါကျွန်တော်တို့ဆက်လက်ပြီးတော့မှ ranking ရှိနေသေးရပါဗျာမက်ဆီကတော့ဒီနေ့ညဘလူးပွဲပြန်မှာဖြစ်တဲ့ကြောင့်မို့မက်ဆီအတွက်ပွဲကန်တဲ့တပွဲတော့ကြံသေးရဲ့ဒါပေမဲ့အမ်ဘာပေကတော့ရွှေပနန်းစုကိုရရှိသွားဖို့တော့အများဒါရခိုင်ရောက်တော့များသွားပြီဒီညမှာကျွန်တော်တို့အင်္ဂလန်နဲ့ပြင်သစ်နဲ့တွေ့ခဲ့တယ်ဒါတိုက်စစ်တွေအားပြိုင်နေအင်္ဂလန်နဲ့ဖွင့်ဆော်ပြီးတော့မှဒါပထမပိုင်း4ဂိုးသွင်းတယ်ဒါပြီးတော့ပြင်သစ်က3ဂိုးပြင်လိုက်တယ်4ဂိုး3ဂိုးထိရောက်လာတယ်5ဂိုးအင်္ဂလန်တဂိုးထပ်သွင်းတယ်5ဂိုး3ဂိုးဖြစ်သွားတယ်ပြင်သစ်ကလိုက်ပြန်တယ်5ဂိုး4ဂိုးထိဖြစ်လာပြီးတော့မှနောက်ဆုံးပိတ်မှာတော့ဒါဘယ်လင်ဟာပွဲပြီးကန်ဒီမှာသွင်းနေတဲ့ကြောင့်မလို့6ဂိုး4ဂိုးနဲ့ပဲအင်္ဂလန်တို့အနိုင်ရရှိသွားပြီးတော့မှ2016ကမ္ဘာဖလားရဲ့တတိယနေရာစုဂျေးစိတ်စုကိုရရှိသွားခဲ့ရပဲဖြစ်ပါတယ်တကယ်ကောင်းတဲ့ပွဲစဉ်ကိုကျွန်တော်ပြောမှဆိုဒုတိယပိုင်းပွဲစဉ်ကိုဒုတိယပိုင်းအခြေအနေကိုပြောမှဖြစ်တယ်ဒုတိယပိုင်းမှာတော့ကျွန်တော်အကျိတ်နဲ့ဂိုးတွေဟိုဘက်ဒီဘက်ဒီဂိုးတွေကိုတွင်းပြီးတော့မှကျွန်တော်မြင်တွေ့ခဲ့ရတယ်ဖမ်းမဲရဒီပွဲစဉ်မှာစန္ဒာတော့တဲ့ဟာတော့10ချိန်ကြီးရှိရ17ချိန်ကြီးရှိရပေါ့ဗျာဒါပထမပိုင်းဒုတိယပိုင်းစရတယ်ဆိုကွင်းနေရတယ်စန္ဒာသူက12ချိန်ကြီးရှိခဲ့တယ်တကယ် impressive ဖြစ်စရာကောင်းတဲ့ပွဲစဉ်ကိုကျွန်တော်မြင်တွေ့ခဲ့ရတာဖြစ်တယ်ကျွန်တော်ဒီလိုမျိုးတကယ်အင်္ဂလန်ကဒီလိုမျိုးကစားနေဆိုရင်အများကြီးဖြစ်သွားနိုင်တယ်လေပြည်သက်တွေအနေနဲ့တွေးစရာလည်းရှိရယ်ဆီမီပိုင်းတွေမှာအာဂျင်တီးနားတွေ့ခဲ့တော့ဒါဘူကာယိုဆာကာတို့ဂျန်ဂလာရိုက်ဆိုကိုပွဲချင်းပြီးအသုံးပြုခဲ့မယ်ဆိုရင်ဒီထက်အများကြီးမျှော်လင့်နေတယ်ဆိုတာလေပြည်သက်တွေခံမှန်းပြီးတော့ကျွန်တော်မျှော်လင့်ပါတယ်ဒီနေ့ပွဲစဉ်ကတော့ဒါကျွန်တော်ပွဲပြီး30ချက်လုပ်ပြလိုက်ရပါတယ်တတိယစီနေရရှိသွားတဲ့အင်္ဂလန်လည်းဒါ congratulation ပါလို့ပြောရင်းနဲ့ပဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြအောင်လေအားလုံးကျေးဇူးတင်ပါတယ်